င်္ဂလာညချမ်းပါရှင်အလုပ်လေးခေါ်ပါမယ်နော်အလုပ်ကတော့ထမင်းရှက်သီးသန့်ပူဝါကြီးသီးသန့်ပေါ့နော်ထမင်းရှက်ကတော့ကိုကျွမ်းကျင်သလိုလာစားကတော့ရှိပါတယ်နော်လာစားတော့ကျွမ်းကျင်တော့အထက်တက်နိုင်ဆုံးကျွမ်းကျင်မဲ့ဆိုရင်တော့ဒါကတော့4သိန်းခွဲ5သိန်းအထိတောင်းပေးပါတယ်နော်ပူဝါကြီးကကြတော့လာစားကတော့3သိန်းခွဲကနေစပေးထားပါတယ်အသက်ကတော့ကန့်သက်ထားပါတယ်နော်အသက်ကတော့18ကနေပြီးတော့50အထိခေါ်ပါတယ်အင်ရှင်ညင်းစဲမာတွေအင်ရှင်ဆိုးမာတွေညင်းစဲမာတွေတော့စိတ်မပူရပါဘူးเนาะကျမတို့ကအင်ရှင်နဲ့တိုက်ရိုက်ပြီးတော့စကားပြောပါတယ်เนาะပြီးတော့မနေ့ပဲချိန်ထားမယ်ညပဲချိန်အိပ်ရမယ်ပါဆိုကျမတို့ကတထေအင်ရှင်နဲ့တိုက်ရိုက်ညှိပေးထားပါတယ်เนาะအင်ရှင်နဲ့တိုက်ရိုက်စကားပြောထားတဲ့အတွက်ကိုထမင်းရှာဆိုရင်လည်းကိုဘာလဲကိုသိချင်တာတွေပေါ့နော်ကိုသိချင်တာတွေမေးလို့ရပါတယ်တိုက်ရိုက်ပြီးတော့ပေးပြောထားပါတယ်နော်တဲ့အင်ရှင်ကိုတိုက်ရိုက်မေးလို့ရတာပေါ့နော်နောက်တော့မှဟိုဟာဖြစ်တယ်တရားပြစ်တယ်ဆိုတော့ကျမတို့လာမမေးပါနဲ့ကျမတို့ရှင်းပါပဲအမတို့ကိုအင်ရှင်နဲ့ပေးပြီးတော့စကားပြောခိုင်းပါတကယ်လာရှောက်ချင်ရင်တော့မတ်ပုတ်တင်ရင်းရယ်နောက်တော့သကောင်စင်းမိတ်တူရယ်ပါရပါမယ်နော်နောက်တော့အလုပ်လုပ်ရှင်စိတ်ရှင်းမှသာလာခဲ့ပေးပါနော်စာချုပ်ကတော့3လရှိပါတယ်နေ့သွားညပြန်လုံးဝမရပါဘူးရှင့်နေစားငိမ့်ပေါ့နော်အမှပဲနေမယ်အမှပဲစားပါမယ်တကယ်အလုပ်လုပ်ရှင်စိတ်ရှင်းမှသာလဲအထုပ်ယူပြီးတော့လာခဲ့လိုက်ပါအလုပ်မရမှစိတ်မပူပါနဲ့ကျမနေကနေလာမယ်ဆိုရင်လဲကျမသွားကြိုပေးပါတယ်နော်တကယ်အလုပ်လုပ်ရှင်စိတ်ရှိမှသာလဲလာခဲ့ပေးပါနော်ဒါကတော့ချစ်တော်မုံစကားပြောထားတာပါစာချုပ်ကတော့3လရှိပါတယ်နော်စာချုပ်ကတော့3လရှိတယ်3လလုံနိုင်ရင်တော့လာခဲ့ပေါ့နော်တကယ်လို့အရှင်စီသွားတယ်အဲ့ဒီအိမ်မှာသွားပြီးအလုပ်လုပ်တယ်အဲ့ဒီအရှင်နဲ့ကအစင်မပြေဘူးဆိုရင်ကျမတို့ဒါလိုက်ဖုန်းလမ်းဆက်လို့ရတယ်အရှင်ကနိုနေဆက်တာနောက်မတရားခိုင်းတာလို့ပါလို့ဆိုကျမတို့ကိုချက်ချင်းဖုန်းပြန်ဆက်ကျမတို့ဒီလကျမတို့ကိုပြောပေါ့နော်ကျမကတော့ဒီအလုပ်ကိုမလုပ်နိုင်တော့ဘူးနောက်တအိမ်ချိန်ပေးဆိုကျမတို့ကချိန်ပေးတယ်ဒါမှမဟုတ်လို့ရှိရင်အမတို့ကလုံးဝပြက်သားမလုပ်နိုင်ဘူးဒါဆိုရင်ဒီလိုပြောလို့ရှိရင်တော့ကျမတို့ကပေါ့နော်ကျမတို့ကဗာလဲဒါကတော့ပြောမှာပဲကျမတို့ကအမတို့ကိုပြောမှာပဲဒါကတော့ယော်ပြီးပြန်အဲ့လိုတော့ရှိရယ်နော်တကယ်လာလို့ရှင်စရှိမှသာလာခဲ့ပေါ့နော်ပြီးတော့ကျမတို့ဘက်ကလည်းရှင်တို့စီကဝန်ဆောင်ကတွေတရားတစ်ချက်မှမတောင်းပါဘူးနော်ကျေးဇူးတင်ပါတယ်ရှင့်အလုပ်လေးလာရှောက်ချင်လာရှောက်လို့ရပါတယ်နော်